ဒီလမင်းကိုခွင့်လို့ပေးမယ်နောက်ဆုံးလဖြစ်တယ်ဒီဇင်ဘာ31ရက်နေ့ည12နာရီကြော်တာနဲ့ငါနဲ့မင်းဒီတက်တကယ်ဝေးပြီနော်ငါအရန်ပြန်မှန်းသွားပြီမင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေမင်းဖုန်းနံပါတ်မင်းနဲ့ဆက်နွယ်နေတဲ့အလုပ်မိတ်ဆွေတငယ်ချင်းအားလုံးကိုငါဘလော့လိုက်တော့မယ်ငါ့ကိုချစ်ပေးတဲ့သူငါ့ကိုတန်ဖိုးထားတဲ့သူရှင်ခွင်ထဲမှာပဲငါအကောင်းဆုံးအချစ်ရဲ့အရာခံစားတော့မယ်ဒီလကုန်ထိမင်းကိုအခွင့်အရေးပေးတော့မယ်စားလေးတစ်ကြောင်းဖုန်းလေးတစ်ပုဒ်ဝင်လာမလားလို့စောင့်နေရတာအသေးတဆက်ဆက်နာမိတယ်ငါကလည်းလူတယောက်အချစ်ခံရဖို့ထိုက်တန်တဲ့အတွက်နှစ်သက်မှာငါ့ကိုတန်ဖိုးထားသူရဲ့ရှင်ဝင်ထဲမှာပဲနေတော့မယ်